ထူးခြားစမ်းကျင်ဂမ်ဘီယာဖြစ်ရများနဲ့ပြည့်နေနေသောဒေဆုံပါဖျားပဲခူးတိုင်းပဲခူးမြို့နယ်ဝမ်ဘဲအင်းကျွော်မှာရှိတဲ့ဒေဆုံပါတောင်တော်ဟာရှေးကလေးကရိုးရိုးဖျားတဆူသာမကပဲမြင့်မြတ်တဲ့တိုင်တန်းရှင်ဝိဇာစောကြီးနဂါးစားတဲ့ပရလောကသားတို့ရဲ့ပျော်စင်ရာနေရာဖြစ်ထင်ရှားကြော်ကြားခဲ့တာပါဒီနေရာကမဟာဂန်ဒီပညာရက်ကိုလေ့ကျင့်အားထုတ်လိုသူတွေအတွက်လေးဝဲစမ်းကျင်စနစ်ဌာနတွေကတခုပါဝင်ဖြစ်ပြီးတိတ်ထိမဟိတ်တိကိစ္စများပြီးမြောက်အောင်လာပေါင်းများစွာစူးစမ်းအထောက်ကြရတဲ့နေရာလေးဖြစ်ပါတယ်။ဒီဆုံပါတောင်တော်ရဲ့ထူးခြားဆုံးချက်ကဒီလိုသမိုင်းကြောင်းတွေကြောင့်ပေါ်ပြီးတော့ပေါ်လွင်နေခဲ့တာပါ။ပထမထူးခြားချက်ကတော့လိုင်းခက်စေဒီနာမှာဒိတ်ထက်ဝင်နေတဲ့မိခင်နဲ့သားတို့ကကျောင်းပေါ်ကိုတက်လာတဲ့ငကားနှကောင်ကိုရုတ်တရက်မြင်တွေ့ခဲ့ကြရတာပါပဲ။ဒါပြင်ရွှေစေဒီမှာဒုံလပတ်ဝင်နေတဲ့ဦးစင်တစ်ပါးကရေချိုးဖို့ရှိုးရဲဆင်းသွားတော့ရေရင်းနီးမှာအမိဖျားဖြင့်ရေများခက်စားနေတဲ့နဂါးတစ်ကောင်ကိုမြင်တွေ့ရခဲ့တဲ့ဖြစ်ပျက်လေးရှိကြတာပါလက်ရှိမှာတော့အဲ့နေရာမှာရွှေကြအိုင်စီဒီတည်ထားပါတယ်တညမှာလေရွှေစီဒီဒိတ်ထံဝင်သူတို့ချို့ဟာကြောက်ထင်းစီဒီဘက်မှလင်းထိန်နေသောမီးရောင်ကိုတွေ့မြင်ခဲ့ကြရတာပါနောက်ရဲသွားဆုံစမ်းတဲ့အခါမှာတော့ကန္နာကုံနီတိုက်တဲ့ကြောပိတ်ထိုင်နေသောအမျိုးသမီးတဦးကိုတွေ့မြင်ခဲ့ရတာပါဒီအမျိုးသမီးဟာအရန်လှပပြီးသပင်လဲအရှိကြီးပဲလို့ပြောကြပါတယ်ဒီအမျိုးသမီးကညကမလာလို့တော်သေးတဲ့မိတ်လာရင်အကုန်သေးပဲဟုတလုံးချင်းပြောဆိုကလှည့်ထွက်သွားခဲ့တာပါဒီအချိန်မှာလူတွေကတော့တိုင်နှင်းရှင်နဲ့တွေ့ခဲ့တာလို့ယုံကြည်ခဲ့ကြပါတယ်ဒီဆုံပါမှာမသေးသေးကိုရှာဖွေဖို့တိုက်တူးဖော်ခဲ့တဲ့တိုက်ဆရာညီကိုနှစ်ဦးကျောင်းရဲ့ဇလန်းလေးရှိပါတယ်တိုက်ဆောင်တွေကပြပြင်းထန်ထန်ခုခံခဲ့ပေမဲ့တိုက်ဆရာတို့ရဲ့ပညာသားတော်မှုကြောင့်နောက်တနေ့မနက်မှာစိတ်ထုတ်ပေးဖို့ကြိပြုခဲ့ရတာပါဒါပေမဲ့အညမှာအကိုဖြစ်သူကစီဝိုင်းထဲမှာထွက်ခါချောင်းနဲ့ရေစင်းချိုးပြီးတော့ပြန်ဝင်လာတော့ခါညီဖြစ်သူကကြွရိုင်းတကောင်ဖြစ်မြင်ကဓားဖြင့်ခုတ်ပိုင်းလိုက်မိတာပါဒီချိန်ကြမှာအကိုဖြစ်သူဟာအိုဒဆောင်တို့ရဲ့လက်ထဲကြားရောက်သွားပြီဖြစ်ကြောင်းသိခဲ့ရကြောင်းတဆင်စကားတဆင်နာဇလန်းတွေကြံနေခဲ့ပါတယ်ဒါတွေကခေဆက်ဆက်ကလက်ဆင့်ကမ်းခဲ့တဲ့ဗစက်ရာဇဝင်တွေဖြစ်ပါတယ်ဒါပေမဲ့လက်တွေ့မှာမရှင်းပြနိုင်တဲ့တကယ်ဖြစ်ရတွေလည်းရှိခဲ့တာပါဒါကတော့စိမ့်ဆိုတဲ့တောင်ကုန်းကိုတပုံရိုက်ချိန်မှာရွှေရောင်ဝင်းနဲ့ဇေဒီတဆူပုံပေါ်လာတာမျိုးနေဝင်စည်းစာနောက်ခက်နဲ့ဇေဒီတို့ကိုတပုံရိုက်တဲ့အခါပုံထဲမှာသပင်ဖားလားရှည်ချထားတဲ့ချောချောလာလာအမျိုးသမီးတူပေါ်လာတာမျိုးတွေပဲဖြစ်ပါတယ်ဒေဆုံပါတောင်တော်ကပဲခူးရိုးမတောင်တန်းကြီးရဲ့တောင်မဲဆုံးအစွဲပွားတောင်ကုန်းငယ်လေးတစ်ခုပေါ်မှာတည်ရှိတာပါမြတ်စွာဘုရားရှင်ကဟန်တာဝရီပြည်ကြီးပေါ်ထွန်းမြည်အရှိရက်မှမင်းညီနောင်နှစ်ပါးသာသနာပြုကြမည်ရွှေဘော်ကြောက်စွန်ဝန်တော်စီတီတည်ရှိရာကြောင်ဆုံးဝင်းကျင်တွင်တောင်ကုန်းပါ58ကုန်းပေါ်ပြီးလူအများကဇေဒီတီထားကိုးကွယ်လိမ့်မယ်လို့ပြားရိပ်ပေးခဲ့ကြောင်းရှေးစာများအရသိရပြီးထိုပြားရိပ်ကုန်းများနဲ့ဒေဆုံပါကုန်းကယနေ့ခေတ်ဒေဆုံပါဖျားဖြစ်လာခဲ့ပါသည်ဒေဆုံပါဆိုတဲ့အမည်ကလည်းလျှို့ဝှက်စမ်းကြယ်မှုများစွာရှိနေတာပါမွန်ဘာသာရဒေယာတောင်ကုန်းစံပါကဂန်းကော်ပင်ဖြစ်တာကြောင့်ဂန်းကော်ပင်ပေါက်ရာတောင်တော်လို့အဓိပ္ပာယ်ရပါတယ်ပအိုးဘာသာနဲ့ဆိုရင်ဒေမာဖျားသုံးမာသုံးပါးမာဖားဖြစ်ကဖားသုံးကောင်ဖျားလို့မှတ်သားကြပါတယ်ညောင်လေးပင်ပြုံတစားထိုင်ဦးသုံးဝိဆိုင်ဘက်မှလာပါကလမ်းတွင်ဖားသုံးကောင်တွေ့ရမည်ဟုလည်းယုံကြည်ခဲ့ကြတာဖြစ်ကြောင်းဝေမျှလိုက်ရင်းနဲ့ဗီယိုလေးကိုနှီးကုန်းချိုးလိုက်ပါတယ်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်